ဒီနေ့ရောက်ခဲ့တဲ့နေရာတွေကတော့ချင်းမိုင်မှာလူတီနဲ့နဲမယ်လို့ထင်ပါတယ်ဝီလာကတ်ကဖေကိုရောက်ခဲ့တယ်ပေါ့နော်ဒီဆောင်ရဲ့အစဉ်အတွင်းပြင်းတော့တကယ်အစီအနာယူလို့ရပါတယ်နေ့တွေရင်းနဲ့ဖြစ်တော့အရန်ပူတဲ့အတွက်ဒီမှာလာရှောင်းရင်းနဲ့အပူရှောင်းရင်းနဲ့ရှောင်းလို့ရတယ်တပုံရိုက်လို့ရတဲ့နေရာတွေလည်းရှိတယ်ပေါ့နော်ဒါလေးကတော့အပြင်ဘက်အချမ်းပေါ့နော်ဒီမှာခုံလေးရအစားကမ်ပင်းလုပ်လို့ရတဲ့ခုံလေးနဲ့စီစဉ်ထားတယ်ပန်းလေးလည်းရှိတယ်ဖမ်မလီလေးကိုလည်းအယောင်ဆုံးချဲထားတယ်ပေါ့နော်ဒါလေးကတော့ကျွန်တော်ဒီနေ့စားခဲ့တဲ့ဟာလေးပါဒီမှာလည်းကြောင်လေးကအများကြီးရှိတယ်အထဲမှာတော့ပို့ဆုံးနေဗျာဒီနေရာလေးမှာတပုံရိုက်တာပဲဖြစ်ဖြစ်ကွန်မန့်လေးနဲ့ရေးစိတ်ချချင်တာပဲဖြစ်ဖြစ်လာလို့ရပါတယ်လေးရလည်းအတော်လေးတိုက်ပါတယ်ဗျာဟိုအချင်းမှာကျတော့ပုံဆွဲလို့ရတဲ့နေရာလေးပေါ့နော်ပုံဆွဲလို့ရတဲ့အစုံလေးပစ္စည်းပေးလို့ရတယ်အဝတ်ပေးထားတယ်ဒါမဲ့ပတ်စံတော့ပေးရတယ်ပေါ့နော်အသေးကိုအမျိုးအမျိုးရှိတယ်29ဘတ်နဲ့39ဘတ်အချီကတော့69ဘတ်ပါဒီနားလေးမှာလည်းတပုံရရပါတော့ဒီကိုချစ်သူလေးနဲ့ပဲဖြစ်ဖြစ်ငယ်ချင်းလေးနဲ့ပဲဖြစ်ဖြစ်အမတ်တရားတွေလုပ်ချင်နေဆိုရင်ပုံလေးဆွဲပြီးတော့ဒီမှာချိန်ထားခဲ့လို့လည်းရတယ်ဒီမှာရောင်စုံခဲရနေရောအိတ်လေးတွေရောအိတ်လေးရတော့ချီတာအိတ်လေးလို့ထင်ပါတယ်ဗျကျွန်တော်လည်းအသေးချာမင်းခဲ့ဘူးပေါ့နော်အဲ့လည်းတကယ်ရင်းနေလို့ဆောင်ပေးရဖြစ်ဖြစ်ကိုကောင်မလေးကိုလည်းဆောင်ပေးရပဲဖြစ်ဖြစ်ပုံလေးဆွဲပြီးတော့ပေးလို့ရပါတယ်ဗျဒီဘက်ချမ်းမှာတော့လက်ဆောင်ပစ္စည်းလေးလည်းရှိတယ်ပေါ့နော်ဒီဆိုင်ကနည်းနည်းတော့စိတ်ဝင်စားစရာကောင်းတယ်ဗျလက်ဆောင်ပစ္စည်းလေးကလေဆွဲလေးကတော့29ဘတ်ကျန်တာတွေကတော့ကျွန်တော်အဲ့လက်ကောက်လေးတော့တိတ်မမြင်ခဲ့ဘူးဗျဈေးနှုန်းမမြင်ခဲ့ဘူးပေါ့နော်ဒီဘက်မှာကီချင်းလေးကိုဆိုရင်30ဘတ်လေဆွဲလေးဆိုရင်89ဘတ်စတိကာလေးလည်းရှိတယ်လက်စွပ်လေးလည်းရှိတယ်ပေါ့နော်အဲ့လိုဖန်ပလင်းကြီးနဲ့လောက်ထားတယ်အတော်လှတယ်ဒီအထဲမှာကျတော့ခုနလိုပဲပုံဆွဲလို့ရမယ်အစီနေလို့ရမယ်အပူတိတ်မကြိုက်တဲ့လူတွေကတော့ဒီနေရာမှာအဆင်ပြေတာပေါ့နော်ကြောင်လေးလည်းတော်တော်ချစ်စရာကောင်းတယ်ဗျာကဲဒါလေးကတော့ဒီလောက်ပါပဲဗျာအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်